အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာချက်ချက်တော့ဂျူးမြင့်မာလာလေးလှုပ်ရှားပြတာနဲ့လုံနီးလေးလာမျှဝေပေးတာဖြစ်ပါတယ်ထုံထုံဆက်ဆက်အရသာလေးကိုမှချက်ချက်တော့လေးတွေကထုတ်လေးတွေဖြစ်နေပြီးတော့စားလို့အရန်ကောင်းပါတယ်ရှင်တခါစားပြီးရင်ထက်စားစေချင်မဲ့ချက်ချက်တော့ဂျူးမြင့်မာလာလေးကိုပိုးနဲ့တူတူလိုက်လုံကြည့်ကြရအောင်နော်ချက်ချက်တော့လေးတွေကအားလုံးပေါင်းအချောင်း20ရှိပါတယ်ရှင်သူ့ကိုတော့စားနဲ့ပုတ်ပြီးရေသေးချဆေးထားလိုက်ပါတယ်ပြီးရင်တော့ချက်ချက်တော့လေးတွေကိုထည့်ပြုတ်လိုက်ပါမယ်ရှင်မညီအောင်လို့ပြုတ်တဲ့အခါမှာပပလိထားတဲ့ဂျင်းလေးတွေထည့်လိုက်ပါမယ်စားနဲ့ငယ်လေးထည့်လိုက်ပါမယ်နော်ချက်ချက်တော့လေးတွေကကြပြုတ်ရင်အရန်နူးပြီးအယုထုတ်ရတာခက်တတ်ပါတယ်ရှင်12မိနစ်လောက်ပြုတ်ပြီးပြီဆိုရင်တော့ပြန်ဆဲထုတ်ပြီးရေခဲရည်ထဲမှာနိုင်ဝက်လောက်စိမ်ထားလိုက်ပါမယ်ရေခဲရည်နဲ့စိမ်တာကချက်ချက်တော့လေးတွေကိုထုတ်နဲ့စားလို့ပူကောင်းစေပါတယ်ရှင်ရေခဲရည်နဲ့စိမ်ထားတဲ့အချိန်မှာဂျူးမြေလေးတွေကိုရေစီးပြီးမီးအေးလေးနဲ့ချအောင်လှော်ထားလိုက်ပါမယ်မီးအရန်ပြင်းရင်တော့ဂျူးမြေလေးတွေကခါတော့တတ်ပါတယ်ရှင်ဒီလိုမျိုးမလှော်ဘဲနဲ့ရေစီးပြီးချအောင်နေလန်းထားမယ်ဆိုရင်လည်းရပါတယ်နော်ကျက်သွန်ဖြူနဲ့ငယူတီစိမ့်လေးတွေကိုလည်းလှော်ထားလိုက်ပါမယ်ပြီးရင်တော့မညက်တညက်လေးဖြစ်သွားအောင်ထောင်းထားလိုက်ပါမယ်ရှင်ချက်ချက်တော့ကိုတုတ်တဲ့အခါမှာစားရတာပိုအဆင်ပြေအောင်လို့အရင်ဆုံးအယိုးထုတ်ထားလိုက်ပါမယ်ချက်ချက်တော့လေးတွေကိုဓာတ်ရလေးအရင်ပြီးထားလိုက်ပါမယ်နော်ပြီးရင်တော့အလဲကအယိုးအကြီးကိုအရင်ထုတ်လိုက်ပါမယ်အစစ်လေးတွေကိုလည်းဓာတ်ရပေးပြီးတစ်စစ်ချင်းစီထုတ်လိုက်ပါမယ်ရှင်အယိုးမထုတ်ချင်ဘူးဆိုရင်ချက်ချက်တော့အယိုးလွတ်လေးတွေဝယ်ပြီးချက်လို့လည်းရပါတယ်နော်ကိုယ်တိုင်အယိုးထုတ်မယ်ဆိုရင်ရေခဲရည်နဲ့နိုင်ဝက်လောက်အရင်စိမ်ပြီးမှထုတ်ရတာကပိုအဆင်ပြေပါရဲ့ရှင်အယိုးအလုံးထုတ်ပြီးပြီဆိုရင်တော့စတုပ်လို့ရပါပြီနော်တုံးမဲ့ပကံထဲကိုအယိုးထုတ်ထားတဲ့ချက်ချက်တော့လေးတွေရဲ့လှော်ထားတဲ့ဂျူးမြေလေးတွေရဲ့အရင်ထည့်လိုက်ပါမယ်ကျက်သွန်ဖြူနဲ့ငယူတီစိမ့်ထောင်းထားတာလေးလည်းထည့်ပါမယ်ပြီးရင်တော့မာလာအနှစ်လေးထည့်လိုက်ပါမယ်ရှင်ပိုးကတော့ဒီတစ်စိတ်လေးသုံးထားပါရဲ့နော်ချက်ချက်တော့ဂျူးမြင့်မာလာရဲ့အဓိကအသက်ဖြစ်တဲ့မာလာအကင်းမုံလေးလည်းထည့်ပါမယ်အရသာအတွက်ခရူးစီကြက်သားမုံနဲ့ပဲငယ်ပြားရဲ့အကျဲထည့်ပါမယ်အရသာအပေါ်ငယ်မာလာအရသာအနေများကတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်ရှင်အရသာစိတ်ဝင်သွားအောင်လို့တီချာလေးနဲ့ထားလိုက်မယ်နော်ခုဆိုရင်ထုံဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ချက်ချက်တော့ဂျူးမြင့်မာလာလေးရပါပြီရှင်ချက်ချက်တော့လေးတွေကအယိုးထုတ်ထားတာဆိုတော့ဝါရတာထုတ်လေးဖြစ်နေပြီးတော့စားလို့ပိုကောင်းပါတယ်ရှင်New Year လေးနီးပြီဆိုတော့အိမ်မှာဒါလေးလှုပ်ရှားကြည့်ကြအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတင်ပေးတာမှာဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်